အီရန်ရဲ့အထုပ်ထိပ်ခေါင်းဆောင်အာယာတိုလာအလီခါမီနီတေဆုံးသွားပြီလို့အမေရိကန်သမ္မတထရန့်ဟာသူ့ရဲ့သူ့ဆိုရှယ်မီဒီယာစာမျက်နှာကနေကြေညာပါတယ်။တပိုင်းမှာအစိုးရုပ်ဆုံးသူတွေကတဦးဖြစ်တဲ့ခါမီနီတေဆုံးသွားပြီလို့အစချပြီးသမ္မတထရန့်ကရေးထားပါတယ်။ဒါဟာအီရန်ပြည်သူတွေအတွက်တရားမျှတမှုရရှိုံနဲ့မကဘဲခါမီနီနဲ့သူ့ရဲ့သွေးစာနေတဲ့လူမိုက်ဂိုင်းလက်ချက်နဲ့အသက်ခံရတာဒါမှမဟုတ်ကိုလက်အင်ကဆုံးရှုံးခဲ့ကြတဲ့ကြီးမြတ်တဲ့အမေရိကန်အားလုံးအပါအဝင်ကမ္ဘာနိုင်ငံအများပြားကလူတွေအတွက်ပါတရားမျှတမှုရတာဖြစ်တယ်လို့သူကရေးသားထားပါတယ်။ဒါပေမဲ့သမ္မတထရန့်ဟာခါမီနီတေဆုံးတဲ့အထောက်အထားကိုတော့မပြသခဲ့ပါဘူး။အစောပိုင်းတုန်းကအစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုပြောရမှာအလီခါမီနီတေဆုံးသွားဖို့ဖြစ်နိုင်ခြင်းအတော်များပြီလို့ပြောခဲ့ပါတယ်။အမေရိကန်နဲ့အစ္စရေးတို့ပူးတွဲတိုက်ခိုက်မှုအတွင်းအဓိကပြစ်မှတ်တွေကအလီခါမီနီရဲ့နေအိမ်ခြံဝင်းလဲပါဝင်ခဲ့ပြီးဂျိုဒူတပ်ပုံတွေမှာတော့အလီခါမီနီရဲ့နေအိမ်ခြံဝင်းပျက်စီးသွားတာကိုတွေ့ရပါတယ်။အီရန်အစိုးရမီဒီယာတွေမှာအစောပိုင်းကဖော်ပြရမှာတော့အလီခါမီနီတေဆုံးသွားပြီဆိုတဲ့အစောပိုင်းကသတင်းတွေကိုညှင်းဆိုခဲ့ပါတယ်။တိကျဖြစ်စဉ်တစ်ခုမှာတော့အစ္စလာမစ်တော်လှန်ရေးအစောင့်တပ်အကြီးအကဲအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းတေဆုံးခဲ့တယ်လို့အစ္စရေးစစ်တပ်ကတိကျထုတ်ပြန်ခဲ့ပါတယ်။အမေရိကန်သမ္မတထရန့်ကအလီခါမီနီတေဆုံးသွားပြီလို့ထုတ်ပြောပြီးနိုင်ပိုင်းအကြာမှာပဲခါမီနီတေဆုံးပြီဆိုတဲ့အကြောင်းအီရန်နိုင်ငံပိုင်ရုပ်သံကကြေညာပါတယ်။အလီခါမီနီတေဆုံးမှုအတွက်ဝန်ထမ်းဝယ်ရက်ပေါင်း40သတ်မှတ်ပြီးအများပြည်သူအားလက်ရက်9ရက်သတ်မှတ်တယ်လို့နိုင်ငံပိုင်ရုပ်သံကကြေညာပါတယ်။အစောပိုင်းတုန်းကတော့နိုင်ငံပိုင်ရုပ်သံအစီအစဉ်ကြေညာတင်ဆက်သူဟာအီရန်အမျိုးသားလုံခြုံရေးကောင်စီကနေကြေညာခဲ့တဲ့ကြေညာချက်ကိုဖတ်ရင်အမေရိကန်နဲ့အစ္စရေးတို့ကြောင့်ခါမီနီတေဆုံးတာလို့ပြောသွားပါတယ်။ခါမီနီရဲ့သူရဲကောင်းဖြစ်မှုဟာဖိနှိပ်သူတွေကိုစန့်ကျင်တွန်းလှန်တိုက်ခိုက်မှုအတွက်ဏ္ဍန်ဖြစ်တယ်လို့သတင်းကြေညာသူကဖတ်သွားပါတယ်။ခါမီနီနဲ့အတူသူ့ရဲ့သမီးတမတ်နဲ့မြေးတို့လည်းထိခိုက်မှုမှာကွယ်လွန်ခဲ့တယ်လို့နိုင်ငံပိုင်မီဒီယာကကြေညာခဲ့ပါတယ်။အစ္စလာမစ်တော်လှန်ရေးအစောင့်တပ်နဲ့ဆက်နွယ်နေတဲ့ Fast သတင်းဌာနကြေညာချက်အရခါမီနီရဲ့ချွေးပါလည်းတေဆုံးသွားတယ်လို့သိရပါတယ်။နိုင်ငံပိုင်ရုပ်သံကနေကြေညာတဲ့ခါမီနီတေဆုံးမှုအသေးစိတ်ကြတဲ့အချက်လက်တွေထပ်မံထွက်ပေါ်လာပါတယ်။ခါမီနီတေဆုံးမှုအကြောင်းထုတ်ပြန်တဲ့အီရန်မျိုးသားလုံခြုံရေးကောင်စီရဲ့ကြေညာချက်မှာခါမီနီဟာလုပ်ငန်းဆောင်တာတွေလုပ်နေတုန်းမှာပဲသူ့ရုံးခန်းမှာစနေနေ့မနေ့အစောပိုင်းကတေဆုံးခဲ့တာလို့ဆိုပါတယ်။အစ္စလာမစ်တော်လှန်ရေးအစောင့်တပ်နဲ့ဆက်နွယ်နေတဲ့သတင်းဌာနကတော့ခါမီနီတယောက်ရုံးခန်းမှာတေဆုံးတာဟာခါမီနီတယောက်ပုံအောင်နေလိမ့်မယ်လို့ဖော်ပြနေတဲ့ရန်သူရဲ့စိတ်သက်စစ်စင်ရေးအတွက်တပ်တည်ပြချက်တစ်ခုလို့ပြောပါတယ်။